စီဝါဥစ္စာကိုရှာလဲရှာရမယ်စစ်မှန်တဲ့နိလန်နဲ့အသုံးချတာလဲလုပ်ရမယ်လို့လူတိုင်းဟာတန်တရားကလွတ်တဲ့လမ်းကြောင်းကိုသွားနေကြတာမဟုတ်ဖ ೇನೆ လက်ရှိဘဝရဲ့အနေအထားအရစီဝါဥစ္စာရှာပြီးတော့ထိုက်တဲ့တော်ကုသိုလ်ကောင်းမှုပြုတဲ့လမ်းကြောင်းကိုရွေးထားကြတယ်ဆိုရင်တော့ထိုလမ်းကြောင်းအတွက်အကောင်းဆုံးဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်ချက်ကိုသိဖို့လိုအပ်တယ်ပေါ့နော်။တော့မြတ်စွာဘုရားဟောတဲ့တရားတွေကလည်းအစစ်လိုက်ဟောတာ။နောက်ဆုံးမှာအသိဉာဏ်ရှိလို့သောတာပန်ဖြစ်သွားတဲ့အနာတပိနုဝိသခါတို့ပဲရှိတယ်။သူတို့ကစီဝဥစ္စာရှာတယ်ဌာနကောင်းမှုလုပ်တယ်သူတို့ရဲ့အနေထားအဲ့လိုစီဝါရှာပြီးဌာနကောင်းမှုကုသိုလ်တွေကိုကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောတဲ့တရားတွေကိုကြည့်မယ်ယဟန်တန်ဃာတွေကဘာတွေဟောတော့နာရိနုဝိတခါတို့ကိုဟောတဲ့တရားတွေဟာဒါနအကျိုးဆိုရမျိုးတွေကိုဟောတာများတယ်ကိုကျင့်သီလဒါနအကျိုးဟောတာဒါကြောင့်နာရိတထေကြီးကနောက်ဆုံးအချိန်သူရောက်တဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကနာရိတထေကြီးရဲ့နောက်ဆုံးအချိန်မှာကျမကြီးမကောင်းလို့အဲ့ရလဲပြီးဆိုတဲ့အခါရှင်သာရိပုတ္တရာနဲ့ရှင်အနန္ဒာတို့ကြွသွားပြီးတရားဟောတဲ့အခါမှာအစွဲဖြုတ်ဖို့ဆိုတဲ့တရားကိုဟောတယ်ဆွဲဖြုတ်ရမယ်မျက်စိကိုလည်းဆွဲဖြုတ်ရမယ်မျက်စိကမြင်တဲ့အစင်အာယုံမှာလည်းဆွဲဖြုတ်တယ်ဖြစ်ပေါ်လာတဲ့တရားတွေအလုံးဆွဲမထားဘူးဒီချိန်မှာဒါနသီလတရားမဟောပဲနဲ့ဝိပဿနာကျင့်စဉ်ပုံစံမျိုးဟောပြီးတဲ့အခါနာရိတတိရဲ့မျက်ရည်ကျတယ်မျက်ရည်ကျတဲ့အခါမှာရှင်အနန္ဒာကတွေးတယ်အော်သိခြင်းတရားရင်ဆိုင်ရမှာဆိုတာဘယ်သူပဲဖြစ်ဖြစ်ကြောက်မှာပဲနာရိတတိရဲ့စိတ်ဓာတ်တွေဆုံးနေသလားလို့ဆိုတာအပိတဲ့အနေနဲ့ဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေရှန္တံသာတံဘူတံသင်္ခတံပါလောကဓမ္မံလောကကြီးမှာပြုပြင်ထားတဲ့တရားတွေမှန်သမျှသင်္ခါရတရားတွေမှန်သမျှပါလောကဓမ္မပျက်စီးမှုမှာဆုံးသက်ရတဲ့သဘောရှိတယ်ဒီလိုတရားသဘောနဲ့ကြည့်မယ်ဆိုရင်တန်ကုဋ္ဌိထလဘဘယ်သူမှမတတ်နိုင်ဘူးသဘာဝတရားရဲ့လှုပ်ဆောင်မှုဘယ်သူမှမတတ်နိုင်ဘူးဆိုတော့ရှင်အနန္ဒာကိုလျှောက်တယ်ရှင်အနန္ဒာတပည့်တော်မြတ်စွာဘုရားဟောထားတဲ့အနိစ္စသဘောသိပါတယ်တပည့်တော်ဝမ်းနေတာကတခြားမဟုတ်ဘူးတဲ့သာသနာတော်ကိုအကြီးကျယ်ထောက်ပံ့ပြီးဇေယျကျောင်းတို့ကျောင်းကြီးဆောက်လုပ်လှူဒန်းရုံများမက40နဲ့မြတ်ယဟန်တန်ဃာတွေရဲ့ဆွမ်းကံဝေယဝိဆာကိုအကြီးကျယ်ကိုပြီးရင်ပြီးပြုစုတဲ့အနာတဝိသတိကြီးကိုယဟန်တွေကလည်းပဲဒါနတရားသီလတရားပဲဟောဒီတရားမျိုးသူမနာရဘူးတဲ့အခုလိုအချိန်ကျမှသူဒီတရားနာရတယ်ပေါ့အဲ့ဒီမှာရှင်အနန္ဒာတို့ရှင်သာရိပုတ္တရာဖြေတာတော့ကျောင်းတကာကြီးတဲ့ဒီတရားမျိုးဟောတာတော့လူစရာဟာစီဝါဥစ္စာတွေရှားရတယ်မိသားစုနဲ့နေတယ်ဆိုတော့ဆွဲမထားဖို့ဟောတဲ့အခါမှာအတိုင်းနဲ့အဝိုင်းနဲ့ပစ္စည်းဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တယောက်ဖို့မဆွဲလိုက်ရဘူးလို့ဟောမယ်ဆိုလို့ရှိရင်သူတို့ဖြစ်ပေါ်နေတာတွေနဲ့ဆန့်ကျင်မဲ့လူဖြစ်နေမှာဆိုလို့ဒါနတရားကိုပဲအဓိကထားပြီးတော့ဟောကြတယ်လို့ဆိုတော့နာရဝိတ္တိကြီးကလျှောက်ထားသွားတယ်ရှင်ဘုရားတို့ဒါနတရားကြီးလည်းမဟောပါနဲ့
အခုလိုအစမြင့်တဲ့တရားကိုလည်းသူတို့ဟောပြပါတော့အနာထပိဏိကောဝါဒသုတ်တံမှာဒီလိုဆိုထားတာရှိဟောနော်အဲ့တော့တရားဟောတယ်ဆိုတဲ့နေရာမှာလည်းပဲအခြေခံကစပြီးတော့ဟောတဲ့တရားလည်းရှိတယ်အစမြင့်ဟောတာလည်းရှိတယ်အဲ့လိုဟောတဲ့အခါမှာပိဋကကိုယ့်ရဲ့နှစ်သက်သဘောကြရာကိုရှောင်လန်းနေတဲ့လမ်းကြောင်းနဲ့အဝင်ခွင်ချတရားမျိုးပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကြောင်းအရာပေါ်လာတဲ့အခါမှာဒါကိုဒီလိုပဲဟောတန်တရားဟုတ်ကမထွက်သေးဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့မှန်ကန်တဲ့လမ်းကြောင်းတင်းဆောင်မသွားအောင်ထိန်းကျောင်းပေးတဲ့တရားပို့အရေးကြီးတယ်လို့ပြောအောင်ဘာဖြစ်လို့လဲဆိုခုချက်ချင်းနိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်တွေမဟုတ်ခုချက်ချင်းတန်တရားဟုတ်ကလက်ဖို့တရားဓမ္မကိုအာတုံခွန်ဆိုင်ကြိုးစားနေပြီဆိုရင်တော့ဝိပဿနာတရားကြီးပဲဖြေဟောမှာပဲအဲ့ဒါနော်ဘယ်တရားလမ်းကြောင်းပဲဖြစ်ဖြစ်ဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုကိုလုံးသမျှကုသိုလ်ကောင်းမှုတွေကိုနိဗ္ဗာန်ထိဥတည်ထားဒါဘာကြောင့်နိဗ္ဗာန်ထိဥတည်ထားခိုင်းလို့ဆိုတာမန်ကုသိုလ်ကံတွေကုသိုလ်ကံရဲ့သဘာဝဘာလို့ဆိုရင်သူ့သဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်လို့တယ်ဆိုပါစို့လူတဲ့တန်းနဲ့ပေကန်းနဲ့စွန့်ကြဲတယ်ဆိုဒါနကုသိုလ်ရဲ့ reaction ပါတော့တုတ်ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရသွားပြီးစိတ်ချမ်းသာမှုတွေရတယ်ဒီပစ္စည်းရသွားသည့်အတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝမ်းပန္တတာဖြစ်တယ်အဲ့ဒီဝမ်းပန္တတာဖြစ်တဲ့ဒုက္ခမျိုးလှူဒန်းတဲ့လူစီပြန်ရောက်လာတယ်ဒါတဘာဝရဲ့တုတ်ပြန်မှုလို့ခေါ်တယ်ကိုလှုပ်ထားသည်ပင်နဲ့ကိုစီပြန်ရောက်တာမကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်လည်းကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုစီပြန်ရောက်လာတယ်ဒါကံကြမ္မာရဲ့သဘောသီလစောင့်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားဟာစဉ်းစားကြည့်ပြီးသူများအသက်မတတ်ဘူးဆိုရင်ကိုယ့်အသက်တတ်မဲ့လို့ရှိသူများဥစ္စာမခိုးဘူးဆိုရင်ကိုယ့်ဥစ္စာခိုးမဲ့လို့ရှိဒီအကျိုးလေးတွေကကိုလှုပ်တဲ့ပုံစံလေးအတိုင်းကိုယ်စီပြန်ရောက်လာအဲ့ဒီဟာတွေကအရေးမပါဘူးလားဆိုအရေးပါတာပဲဒါလည်းဘဝရလာလို့ဆိုရင်စီးပွားဥစ္စာရှိအသက်ရှိတယ်ချမ်းသာတယ်ပစ္စည်းဥစ္စာခိုင်မြဲတယ်လူချစ်လူခင်ပေါ်တယ်ကိုယ်ကိုမတရားဆွဆွဲခံရတာမရှိဘူးအသိဉာဏ်ရှိတယ်ဆိုဒါသီလရဲ့အကျိုးတွေဒီလိုပြန်လာတာတုံ့ပြန်မှုတွေမေတ္တာသက်ဝင်ချစ်ခင်တတ်တဲ့မေတ္တာစိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တရားဘဝမှာရှင်ပြုံးတဲ့မျက်နှာကြည်လင်တဲ့အသာအရေးကိုရရှိတယ်။ဘာကြောင့်လဲဆိုရင်သူ့ကိုအကြောင်းပြုပြီးတော့ကျန်တဲ့လူတွေဟာပြုံးကြရတယ်လေ။ရှင်လန်းကြရတယ်။အဲ့ဒီရှင်လန်းမှုသူပြန်ရအေးဒေါသနဲ့ရှူရှူထိုင်ထိုင်လှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေအယုဆိုးအကြည့်တတ်မှုတွေသူပြောလိုက်တဲ့ဒေါသနဲ့ပြောလိုက်တဲ့စကားကိုကြားတဲ့ပုဂ္ဂိုလ်ကလည်းမျက်နှာကျော်တင်းသွားတယ်တင်းမာသွားတယ်သူကိုယ်တိုင်ကလည်းမျက်နှာကျော်တင်းသွားတယ်ဆိုတော့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်လာမှုဟာတော့ဘဝဖြစ်တဲ့ဘဝမှာအယုဆိုးအကြည့်တတ်ဒီမျက်နှာမျိုးရလာတယ်အဲ့တော့ကိုလှုပ်တဲ့ပုံစံနဲ့စင်စင်ကတရားဟာကိုယ်စီမှာပုံဟတ်ပြီးတော့ reaction ရတုံ့ပြန်လာကံတရားကလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေကံတရားရဲ့တုံ့ပြန်မှုကရှိတယ်ကြမ်းမြင်ပြောရမယ်ဆိုရင်တရားစိတ်ကိုစိုက်ရင်တရားပင်ရမှာပဲဓမ္မစိတ်ကိုစိုက်ရင်ဓမ္မပင်ရမှာပဲဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ခေါ်တယ်ကုသကောင်းမှုလုပ်တဲ့အခါမှာလည်းပဲကိုလုပ်တဲ့ကုသကံရဲ့တစ်ဖက်သားခံစားရတဲ့အကျိုးကိုကြည့်ပြီးတော့ကိုမှဒီလိုအကျိုးမျိုးတွေဟာတုံ့ပြန်ရရှိတာဒါကတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေကံကြမ္မာအရာဖြစ်ပေါ်နေတဲ့အရာတွေသာဖြစ်တယ်
နိဗ္ဗာန်ကိုဥပတိဘူးဆိုလို့ရှိရင်ဒီတဘာဝကံတရားတစ်ခုစီနိဗ္ဗာန်ကိုဖန်တီးပေးမှာမဟုတ်နိဗ္ဗာန်လမ်းကြောင်းပေါ်တင်ပေးမှာမဟုတ်ဘူးဘာလို့ဆိုတော့သူ့ရဲ့တုံ့ပြန်မှုကတန်တရားထဲမှာပဲရှိတယ်အဲ့ဒါကြောင့်မလို့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဒါနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေလို့ဆိုလိုက်တဲ့အခါမှာ intention ဆိုတာပါပြီကိုလို့တဲ့ကုသိုလ်ကောင်းမှုဟာတာမန်ဒီလိုဒါနလုပ်လို့ဖြစ်ရဘဝမှာချမ်းသာကြွယ်ဝတဲ့အကျိုးဒါသဘာဝအကျိုးသီလဆောက်တည်လို့သက်ရှိခြင်းကျမ်းမာခြင်းစတဲ့အကျိုးဒီအကျိုးတွေတဲ့အပြင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမှာလို့ဆိုဒါတန်တရားတွေကခုနကစိဘဥစ္စာကျွယ်ဝချမ်းသာခြင်းအသက်ရှိခြင်းဆိုတာတန်တရားတွေကချမ်းသာတွေပဲဖြစ်တယ်နိဗ္ဗာန်ဆိုတာကြတော့တန်တရားအပြင်ဘက်ကတန်တရားကထွက်ခွာသွားပြီဆိုတမန်ကုသိုလ်တစ်ခုကအဲ့ဒီနိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ရှိရွယ်ချက်ထားပြီးတော့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဆိုနိဗ္ဗာန်ကိုဥတည်ပြီးတော့လုံးလိုက်ပြီးဆိုတဲ့အခါမှာဒီကုသိုလ်ကောင်းမှုတွေဟာစွမ်းအားကနိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်အောင်ပို့တင်ပေးရုံမျှမကဒီကုသိုလ်ကံတွေဟာနိဗ္ဗာန်ရောက်ဖို့ဖန်တီးပေးနိုင်ပေးခြင်းမရှိသေးသမျှရဆိုင်တော့မှာမဟုတ်ဘူးနိဗ္ဗာန်လမ်းကြောင်းပေါ်ကိုတနည်းမဟုတ်တနည်းအောင်တင်ပေးမဲ့သဘောရှိတယ်အဲ့ဒါကိုပဲခွဲတဲ့အခါဝတ္တနိတ္တိတဝိဝတ္တနိတ္တိတကုသိုလ်လို့ပြောတာနော်အဲ့တော့နိဗ္ဗာန်ဆိုတာတော့ဆုတောင်းပြီးတော့မှဥဒိချက်ထားမှသာလဲကံတရားကပေးနိုင်တာဖြစ်တယ်ဥဒိချက်မထားဘူးဆိုလို့ရှိရင်သဘာဝအတိုင်းဝတ်တွဲမှာပဲပေးတယ်ဒါကြောင့်ဘုရားမတော်ဝင်သူတော်စင်တွေကိုဒီလမ်းညွှန်မှုပေးတဲ့အခါမှာဘာကောင်းမှုလုပ်လို့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုနိဗ္ဗာန်ရဲ့အထောက်အကူဖြစ်ပါစေဆိုတာတန်တရားဟုတ်ကလွတ်ဖို့အခွင့်အလမ်းကြီးတစ်ခုဖြစ်သွားတယ်အနာရဝိနုဝိသခါလို့ဆိုတာဒီကဘာကနေပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာကဘာတသိန်းထက်မှာဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်ခဲ့တယ်အဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဘဝရလာတမန်လူဘဝပဲရှိသေးတယ်ရလာတဲ့အခါမှာသူတို့ရဲ့ဆန္ဒနဲ့အားချလာကြဆုတွေပါတောင်းကြတယ်အဲ့ဒီကနေပြီးတော့မြတ်စွာဘုရားရဲ့ဗျာဒိတ်တွေကိုရပြီးတော့ကဘာပေါင်းတသိန်းဖြတ်တန်းခဲ့ရတယ်အဲ့တော့ကဘာတသိန်းဆိုတာဘဝတသိန်းကိုပြောတာမဟုတ်ဘူးကဘာပေါင်းတသိန်းဆိုတာဘယ်လောက်ရှိရဲဆိုတာစဉ်းစားကြည့်တကဘာမှာအယိုးရှိတဲ့တ attva ဖြစ်လို့ဆင်ကြီးတော့မဟုတ်ဘူးလူပဲဆိုပါစို့နော်ဆင်ဆွေတော့အယိုးကပိုများမှာပေါ့နော်အယိုးရှိတဲ့တ attva ဖြစ်ပြီးကဘာတစ်ခုမှာတကဘာအတိုင်းတာတစ်ခုမှာကိုယ်အယိုးတွေကိုမပြောင်းပြက်အောင်စုပုံပြီးတော့ထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကရာဇချူပြည်နာကတောင်ငါလုံးထဲမှာဝေပုံလတောင်ကြီးလောက်ကိုရှိနိုင်တယ်တကဘာရဲ့အယိုးပုံဒါလူတယောက်တည်းရဲ့တကဘာရဲ့အယိုးပုံဒီဝေပုံလတိုင်တောင်လောက်ကိုမပြောင်းပြတ်ဘူးဆိုရင်အဲ့လောက်ထိအောင်ရှိနေဆိုအဲ့တော့ကဘာတသိန်းဆိုတာတွက်တာကြည့်တော့ဘယ်လောက်ကြာအဲ့တော့ကုသိုလ်ကောင်းမှုပြုပြီးတော့ကိုရောမြတ်စွာဘုရားလက်ထက်မှာတောင်းပါပဲသောတပန်အဖြစ်နဲ့သာသူတို့လမ်းကြောင်းပေါ်ရောက်သေးတာတဂရကအနာဂယဟန္တာဆိုမဖြစ်သေးဘူးပေါ့ခုချိန်ထိတန်တရားဝတ်ထဲမှာရှိတော့မယ်ဝိတခါက9ခုမြောက်နတ်ပြည်နေမာနရတိဘုံမှာရှိတယ်အနာရဝိတထေကတုတ်တိတပြည်မှာရှိတယ်အဲ့ဒါလို့ဘဝတစ်ခုမှာဒီကိုယ့်ရဲ့ဥတည်ချက်စိတ်ဆန္ဒတွေကိုယ့်ရဲ့မျှော်မှန်းချက်တွေနဲ့တတ္တဝဘဝကနေပြီးတော့အပယ်ဆင်းရဲကလွတ်ပြီးအဲ့ဒီလိုဆင်းရောက်ပြီးတတ္တဝဖြစ်ပြီးရင်ခုနဘဝအလုံးစုံပဲသူတို့နတိဘဝအဋ္ဌမမာရိယံတိရှစ်ခုမြောက်ဘဝပဋိသန္ဓေမနေတော့ဘူး
ခုနဘဝသောတာပန်ဖြစ်ရင်ခုနဘဝပြီးတတ်မယ်တန်တရားကလွတ်မယ်ဆိုတဲ့ဒီလိုအဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တန်တရားရဲ့နေတဲ့အခါမှာလမ်းကြောင်းမှမော်ရောက်နေဖို့အမြဲတမ်းအရေးကြီးတယ်တန်တရားကလွတ်ဖို့ဆိုတာဝိသခါတို့နာရိန်တို့တော့မှကဘာတသိန်းကိုဖြတ်ခဲ့ရသေးတယ်နော်တော့တူနဲ့တူတော့မတူဘူးပေါ့နော်သူတို့ကဆူကြီးပန်ထားတဲ့ပုဂ္ဂိုလ်တွေဆိုကဘာတသိန်းကာလဖြတ်ကောရမမြတ်စွာဘုရားလက်ထက်မှာမဟာသာဝကတို့ဣတိရေပွေရရတဲ့ပုဂ္ဂိုလ်တွေတို့ဆိုတာကဘာတသိန်းကနေပြီးကုသကောင်းမှုပြုပြီးပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲသူတို့ပါရမီဖြည့်ရတဲ့အတိုင်းတာဟာဘဝနဲ့ပြောတာမဟုတ်ပဲနဲ့နော်လူဘဝနဲ့ပြောမယ်ဆိုရင်ဘယ်လိုပြောဖို့မရနိုင်ဘဝနဲ့ပြောတာမဟုတ်ဘူးရှင်းပြီးခဲ့တဲ့အတိုင်းတာကြီးဟာကဘာပေါင်းကိုတသိန်းနဲ့ဘဝပေါင်းနဲ့ဆိုရင်ပြောလို့မရတော့ကဘာတသိန်းကြာခဲ့တယ်အဲ့တော့အဲ့လောက်ကြာရှည်တဲ့ခီးလမ်းကြောင်းဒီလိုကြာရှည်တာနဲ့ပတ်သက်ပြီးတော့လည်းပဲလူရဲ့ဆန္ဒအရာရှိတယ်လူရဲ့ဆန္ဒတွေရှိတယ်အနာရိနုဝိသခါတို့ကဖះနဲ့တွေ့ပြီးတော့တကယ်ကိုမြတ်စွာဘုရားကိုလှူတဲ့တန်းတဲ့နေရာမှာတော့ထိတ်တန်းဥပဒိကမတွေဖြစ်ကိုရခြင်းဒါကြောင့်သူတို့ဥတီချက်ကအဲ့ဒီဘက်ကိုသွားတယ်အဲ့ဒီဘက်ကိုဥတီထားတယ်ဒါကြောင့်မို့ဘုရားလက်ထက်မှာသူတို့ဟာစီဝါရှာတယ်သာသနာတော်ကိုထောက်ပံ့တယ်ဆိုတဲ့အထိအလုပ်ကိုလုပ်တာပေါ့နော်အဲ့တော့ဘုရားမတော်ဝင်သူတော်စင်နေအနေနဲ့ဘဝတစ်ခုမှာရရှိလာတဲ့အခါမှာမြတ်စွာဘုရားရဲ့အလိုတော်ကြဆုံးမဩဝါဒတိုင်းလိုက်နာမယ်ဆိုရင်တန်တရားကလွတ်ဖို့လုပ်ငန်းကတစ်ခုတန်တရားထဲမှာအဆင်ပြေဖို့လုပ်ငန်းကတစ်ခုလို့သို့သောဥဒိချက်ကတန်တရားကလွတ်ဖို့ဆိုတာကိုဥဒိထားတယ်တန်တရားဟိုထဲမှာအဆင်ပြေဖို့ဆိုရင်နံပါတ်1စီးပွားရှာတတ်ရမယ်နံပါတ်2အဲ့ဒီစီးပွားကိုတရားမြတ်တာဆိုတာရှာတတ်မှုကိုကျင့်တရားနဲ့ပတ်သက်တဲ့အမြင်မျက်စိရှိရမယ်လို့အဲ့လိုအန္တသုတ်တံမှာမြတ်စွာဘုရားကမျက်စိထွိစက်ခုမျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်အမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဟောကြားဆုံးမခဲ့တာပဲဖြစ်တယ်အဲ့တော့ဘဝရလာပြီဆိုစီးပွားရှာပြီဟုတ်ပြီစီးပွားရှာလို့ရလာတယ်ဘုရားဘာသာဝင်တွေကကိုရလာတဲ့စီးပွားနဲ့ပတ်သက်ပြီးဘယ်လိုသုံးဆွဲရမလဲဘယ်လိုသုံးပြရမလဲဆိုတာကိုလေမြတ်စွာဘုရားကလမ်းညွှန်ဆုံးမရတာရှိတယ်ပေါ့နော်လမ်းညွှန်ဆုံးမဒါနဲ့ပတ်သက်ပြီးတော့အကြောင်းအားလျော်စွာမြတ်စွာဘုရားဟောထားတဲ့အပုဒ္ဒကသုတ်တံဆိုတာရှိတယ်ဒီနေ့မှာမြတ်စွာဘုရားသည်တာဝတိမြို့စေရွန်ကျောင်းမှာသရင်သုံးနေတဲ့အချိန်ကောသရမင်းကြီးဆိုတာဒီနေ့2ခေါက်3ခေါက်ပုံမှန်လောက်မြတ်စွာဘုရားစီရောက်လာတတ်တယ်သူတွေ့စားကတော့မြတ်စွာဘုရားအပေါ်မှာသူသိပြီးတော့မယဉ်နေဘူးအတော်လေးမြတ်စွာဘုရားနဲ့ရှင်းနေလာတဲ့အခါမှာကျတော့ဘုရားကျောင်းတော်ကိုခဏခဏရောက်တယ်လို့ဆိုအောင်ဘာကြောင့်ဘုရားနဲ့ယဉ်နေတော့ဆိုမြတ်စွာဘုရားကလည်းကောသလတိုင်းသားသူကလည်းကောသလတိုင်းသားဒေသချင်းတူကြတယ်အဲ့တော့သူလည်းမန္တလေးသားကိုလည်းမန္တလေးသားဆိုရင်တခြားနေရာမှာတွေ့ရင်မန္တလေးရချင်းဆိုမိတ်ဆွေဖြစ်ကြတာပေါ့နော်ဒါမဆန်းဘူးမြတ်စွာဘုရားကလည်းကောသလတိုင်းသားပဲကောသလတိုင်းကဘယ်ထိအောင်ရောက်တော့ဆိုဟိမဝန္တာတောင်ချီချီရောက်တယ်ဒါမို့လို့တက္ကတိုင်းလို့ဆိုတာကောသလတိုင်းရဲ့လက်အောက်ခံနေရပဲကောသလမင်းကြီးရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ကောသလတိုင်းကြီးကကြီးတယ်တိုင်းကိုမင်းကြီးကိုကောသလမင်းကြီးရဲ့အနုယန္တဝန်းရံရတဲ့ဖျင်းနေအဖြစ်ဖော်ပြတယ်ကောသလမင်းကြီးကပါဝါပူကြီးတယ်လို့ပြောရသော်ရသုတ်တတစ်ခုမှဟောထားတာရှိတိုင်းကိုမင်းကြီးဟာတဲ့ကောသလမင်းကြီးကို
လေးစားကြရတယ်အလေးပေးရတယ်ဘာကြောင့်လို့ဆိုရင်ကိုထီးကိုနဲ့နေတာမှန်တော်လဲပဲကောသရမင်းကြီးရဲ့အနာဆက်အောင်မှနေကြတယ်အနုယန္တလို့ခေါ်တယ်အနုယန္တဆိုတာဝန်ရံပြီးတော့လိုက်ပါရတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကောသရမင်းကြီးကိုခြံရံရတဲ့ပုဂ္ဂိုလ်တွေအနုယန္တတွေအဲ့ဒီတိုင်ကဝိမင်းကြီးကကောသရမင်းကြီးနဲ့တွေ့ရင်ကောသရမင်းကြီးကိုအလေးပြုကြတယ်သို့တော့တိုင်ကဝိမင်းကြီးကအလေးပြုရတဲ့ကောသရမင်းကြီးသည်မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာဘုရားကိုအလေးပြုတယ်အဲ့ဒီလိုအလေးပြုတာဟာမျိုးရိုးကြောင့်လည်းမဟုတ်ဘူးအာနာပါဝါခုံသက်ခါကြောင့်လည်းမဟုတ်ဘူးမြတ်စွာဘုရားတဏ္ဍာမှာရှိတဲ့သီလပညာကြောင့်ပဲဖြစ်တယ်နော်မြတ်စွာဘုရားရဲ့ကိုယ်ကျင့်တရားမြတ်စွာဘုရားရဲ့အသိပညာအဲ့ဒါကိုလေးစားလို့ကောသရမင်းကြီးဟာမြတ်စွာဘုရားကိုအမြဲတမ်းမှရှုသေးတယ်လေးစားတယ်ဒါမို့ဘုရားစိကတ်တယ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကောသရမင်းနဲ့မြတ်စွာဘုရားတို့ဟာတတူရွယ်တူဖြစ်တယ်ဘုရားဖြစ်စားကမြတ်စွာဘုရား35နှစ်ကောသရမင်းကြီးကလည်း35နှစ်ပဲမင်းဖြစ်တာပဲသူတို့အဲ့ဒီလိုတတူရွယ်တူတနေ့တည်းသာပုဂ္ဂိုလ်နှစ်ဦးဖြစ်ခြင်းကြောင့်မြတ်စွာဘုရားပေါ်မှာကောသရမင်းကြီးရဲ့လေးစားမှုဟာအဗ္ဗဓမ္မခင်မင်းကြီးနေတဲ့လေးစားမှုဆရာသမားလိုလေးစားမှုလည်းပါတယ်ဒေသသားချင်းလေးစားမှုလည်းပါတယ်နောက်ဆုံးမှာကောသရမင်းကြီးဟာအစာကြီးမာလို့အစာအိမ်ဝမ်းမီးကတောက်လုံးအားကြီးတဲ့အခါမှာအစာစားရများတယ်များသည့်အတွက်ကြောင့်သူ့မှာအဝါလွန်တဲ့ယောဂဖြစ်တယ်အဝါလွန်တဲ့ယောဂကိုမြတ်စွာဘုရားကဝိချတဲ့ဤပေးလို့နောက်ပိုင်းကျတော့ကောသရမင်းကြီးဟာဖျားနိလန်တိုင်လိုက်ပြီးတော့ဝိချတဲ့အခါမှာသူဟာနေလို့ထိုင်လို့ပေါ့ပါကျမကြီးပို့ကောင်းလာအဲ့ဒီအတွက်လည်းမြတ်စွာဘုရားကိုသူကျေးဇူးတင်မသိသေးတာတွေသိရလို့လည်းကျေးဇူးတင်သို့တော်ဒီကောသရမင်းကြီးဟာမြတ်စွာဘုရားကိုမြတ်စွာဘုရားရှိကတရားတွေဘယ်လောက်နာသူ့မှာသောတာပန်ဆိုတဲ့အဆင့်တော့မရှိဘူးအဲ့ဒီကသူတို့ချင်းအဆင့်မဟုတ်ရှာဘူးပေါ့နော်အဲ့ဒီထီအောင်ဟောရောက်နိုင်တာမရှိဘူးဘာကြောင့်မရောက်နိုင်တာတော့ဆိုတော့ခုနပြောသလိုဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုတာဒီဘဝမှာအရင်ကုသိုလ်ကောင်းမှုတွေလုပ်တော့ကမလုပ်ခဲ့ဘူးနဲ့တူအဲ့တော့သူရတဲ့ကုသိုလ်ကောင်းမှုတွေနဲ့သူဟာတဏှာကလွတ်ဖို့အထောက်အကူမဖြစ်သေးဘူးအသက်80ပြည့်လို့ကွယ်လွန်နှိစ္စရောက်ပြီးနိုင်ရဆန်သွားတာဖြစ်တယ်သူဟာတရားဥတရားမြတ်ကိုတော့ရမသွားဘူးပေါ့သို့တော့သူရတာပါတော့ဆိုရင်တရားသဖြင့်အုပ်ချုပ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသိတဲ့ဘုရင်တူအနေနဲ့သာရရှိသွားတယ်ပေါ့ကျောင်းတကာအနေနဲ့သူကျောင်းဆောက်တာလည်းရှိတယ်စေတော်ကျောင်းထဲမှာသူဆောက်လုပ်တဲ့ကဏ္ဍဂုရီ၄ကျောင်းထဲမှာတစ်ကျောင်းကသူဆောက်လုပ်တာဖြစ်တယ်နောက်စေတော်ကျောင်းနဲ့အနီးနားမြေခွက်ချီမှလည်းရာဇကာရာမဆိုတဲ့ကျောင်းတစ်ကျောင်းကိုဆောက်လုပ်ပြီးတော့လှူတာဘိက္ခုနီတန်ဃာတွေနေထိုင်ကြတယ်ပေါ့အဲ့ဒါတော့သူကောင်းမှုတွေပေါ့နော်အဲ့ဒါလို့ကောသရမင်းကြီးကတနေ့ကို3ချိန်လောက်သူစိတ်ကူးရှိတယ်လို့ပဲဖျားစီရောက်လာတယ်တရက်တော့နေတဲ့စားပြီးတဲ့အချိန်မှာသူမြတ်စွာဘုရားစီရောက်လာတော့မြတ်စွာဘုရားမဟာရာဇာလို့ဘုရင်တွေကိုခေါ်လို့ရှိဒီမဟာရာဇာဆိုတဲ့အသုံးနှုန်းကအိန္ဒိယနိုင်ငံမှာလည်းပဲခဏခေတ်ထိသုံးလုံးပဲရှိသေးတယ်မဟာရာဇာလို့သူတို့ကြတော့စာခွဲကိုကြားတယ်မဟာရာဇာလို့ပဲခေါ်တယ်နော်အဲ့ဒီမှာမြတ်စွာဘုရားမဟာရာဇာနေ့တဲ့အချိန်ကြီးမှာဘယ်လာခဲ့တာလဲမေးတဲ့အခါသူကပြောပြတယ်ရှင်ဘုရားတဲ့တပည့်တော်
မင်းရေးဆိုရေးလုပ်ငန်းတွေနဲ့စီမံခန့်ခွဲပြီးတော့တပည့်တော်လာခဲ့တာပါတဲ့ဆိုပြီးတော့သူလျှောက်တယ်သူဘာစီမံခန့်ခွဲရတော့ဆိုတောင်ထီမြို့မှာဗျာတဲ့သာသမီမထွန်းကားအလုံးကိုချမ်းသာတဲ့တထေတူဆုံးသွားတယ်ပစ္စည်းတွေကရွှေတင်းငါးတင်ပဲသိန်းချီချမ်းသာပြီးတော့ငွေကြေးဆိုတာတော့သူ့မှာရေတွက်လို့မရတော့အောင်ကျွယ်ဝချမ်းသာသူဖြစ်ပါတယ်တောင်ရီမြို့ကအလွန်ချမ်းသာတဲ့တထေကြီးလွန်ချမ်းသာတယ်ဒါပေမဲ့သူကသာသမီမထွန်းကားဘူးတဲ့သာသမီမထွန်းကားတော့သူတည်တဲ့အခါကျတော့သူတို့ရဲ့တိုင်းပြည်ရဲ့ထုံတန်းစင်လာရသာသမီမထွန်းကားတဲ့ဒီမိသားစုပိုင်တဲ့ပစ္စည်းတွေကိုဘုရင်ကအကုန်သိမ်းယူသွားတာဒါဥပဒေအရပေါ့နော်မတရားသိမ်းတာတော့မဟုတ်ဘူးဥပဒေအရဘုရင်ပဲပိုင်ဆိုင်ခွင့်ရှိတယ်ပေါ့အိန္ဒိယထုံးစံကသာသမီမရဘူးဆိုလို့ရှိရင်တထေးကြီးဆုံးသွားရင်တထေးကြော်ကြီးကပိုင်ဆိုင်ခွင့်မရှိဘူးတဲ့ဗမာပြည်ကအမျိုးသမီးတွေအမတန်ကံကောင်းတယ်လို့ပြောနော်အိန္ဒိယနဲ့နီးပြီပဲလို့အိန္ဒိယရဲ့ဒလိထုံးတန်းစင်နေဗမာပြည်မှာသိမရှိဘူးအိန္ဒိယမှာအဲ့လိုပဲအမျိုးသားကိုမှီပြုပြီးတော့အမျိုးသမီးတွေကသုံးဆွဲချဒါကတော့သူတို့ရဲ့ tradition လို့ပြောမှာဖြစ်တယ်အမျိုးသမီးတွေကိုနှိမ်တာလည်းမဟုတ်ဘူးအစင်လာ tradition ရဒီလိုဖြစ်တယ်သာသမီထွန်းကားပြီဆိုမှသာသမီကမှအမွေကိုခံလိုက်တာဖြစ်တယ်သာသမီမထွန်းကားဘူးဆိုရင်သူတို့ဟာသာသမီမရှိတဲ့မိဘသိဆုံးသွားပြီဆိုရင်ဘုရင်ရဲ့ဗန္ဒာဖြစ်သွားရောသူတို့ရှာတယ်ဗျာဘလောက်ပဲရှာရပိုင်ဆိုင်မှုတွေအလုံးဟာဘုရင်စီရောက်သွားဥပဒေအရအဲ့လိုဖြစ်ပါအဲ့ဒီပစ္စည်းတွေကိုစရင်စရာနဲ့ကွာဘုရင်ကြီးကသိယူပြီးတော့အဲ့ဒီအလုပ်တွေနဲ့အလုပ်များပြီးတော့မြတ်စွာဘုရားစီရောက်လာတယ်အဲ့ဒီတထေးကြီးရဲ့အကြောင်းကိုမြတ်စွာဘုရားရှောက်တယ်ဆိုကြည့်တဲ့နေအောင်ဒီတထေးကြီးကချမ်းသာပါတယ်ဗျာတဲ့သို့တော့သူစားတဲ့ထမင်းကစကွဲထမင်းနဲ့ပအုံးရီခင်းနဲ့ဒါနဲ့ပဲစားတယ်ဆင်းကောင်းမစားစကွဲထမင်းနဲ့ပအုံးရီခင်းကိုမစားသူဝတ်တဲ့အဝတ်ကပိုက်ဆံလျှော်နဲ့ရဲလုတ်ထားတဲ့အဝတ်ကိုသုံးပိုင်းဆက်ပြီးတော့သုံးနံဆက်အဝတ်ကိုဝတ်တယ်ဘယ်တော့မှကောင်းတဲ့အဝတ်တွေတမိုးကြီးတဲ့အဝတ်တွေမဟုတ်ဘူးတဲ့စာရာကလည်းစကွဲထမင်းဝတ်ထားကလည်းပိုက်ဆံလျှော်နဲ့ရဲလုတ်ထားတဲ့အဝတ်ချမ်းခရီးသွားတဲ့အခါသူစီးတဲ့ယထာလေးကိုကြည့်အောင်စုပ်ပြတ်တတ်နေပြီးတော့တည့်ရထီလေးတွေအမိုးလုတ်ထားတဲ့စုပ်ပြတ်တတ်နေတဲ့ယထာလေးစီးပြီးတော့ဘုရင်နန်းတော်သွားလေးရှိတယ်အဲ့တော့လောကမှာပစ္စည်းဥစ္စာတွေကြီးတဲ့ချမ်းသာနေတော်လည်းပဲကိုယ်ပစ္စည်းတွေကိုကိုမသုံးရက်မစားရက်အဲ့ဒါလို့ဖြစ်လို့သူတည်သွားတဲ့အခါသူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတပည့်တော်ဟာဥပဒေရမင်းဗန္တာအဖြစ်သိယူတဲ့အလုပ်ကိုစီမံပြီးတော့အခုရောက်လာတာပါလို့ဒီဇတ်တန်းလေးလျှောက်တယ်နော်အဲ့တော့ဒီတတိကြီးကဒီလိုချမ်းသာပါရဲ့နဲ့မသုံးဆွဲတာဟာဘာကြောင့်လဲလို့ဆိုတဲ့အခါဒါနကောင်းမှုလုပ်တဲ့အချိန်တုန်းကစေရနာသုံးတယ်မလူခင်ကလည်းစိတ်အားထက်သန်လူနေတဲ့အချိန်မှာလည်းစိတ်အားထက်သန်လူပြီးတဲ့အချိန်မှာလည်းနောင်တပူပန်မှုမရှိစိတ်ဓာတ်ထက်သန်နေတဲ့စေရနာသုံးတယ်ပြတ်သားတဲ့အလှမျိုးမဟုတ်ဘူးတဲ့လှူပြီးတဲ့နောက်မှာစေရနာပြက်ပြီးတော့ငဲ့ွက်စေရနာပြက်ခဲ့တယ်အပရာစေရနာပြက်ခဲ့တယ်လှူသည့်အတွက်ကြောင့်သူဟာကြီးတဲ့ချမ်းသာတယ်သို့တော့
နောက်ပိုင်းစေတနာပြည့်သည့်အတွက်ကြောင့်ရှိထားတဲ့ပစ္စည်းကိုသုံးဆွဲလို့တဲ့စိတ်သူ့မှာမရှိဘူးနော်သုံးဆွဲလို့တဲ့စိတ်မရှိလို့တမန်အဖြစ်ကြည့်ကြမယ်ဆိုရင်နှမျောလို့မသုံးတာလို့ထင်အောင်ထင်ပါသူဟာနှမျောတာတဲ့ပူသေးတယ်လို့ပြောမှာဖြစ်တယ်နှမျောလို့မသုံးတာတဲ့သုံးခြင်းစိတ်ကိုမရှိတဲ့ဟာနော်သုံးခြင်းစိတ်ကိုမရှိတချို့ကြတော့သုံးခြင်းစိတ်မရှိုံမြတ်မှာကအကောင်းနဲ့မတည့်တဲ့သူကရှိသေးတယ်လေကောင်းတာဆိုမတည့်ဘူးအစားစားလဲကောင်းတာဆိုမတည့်ကောင်းတာကိုမကြိုက်တာအဝတ်လည်းကောင်းတာမကြိုက်ဘူးအစားစားလည်းကောင်းတာမကြိုက်ဘူးစီးရရင်လည်းကောင်းတာမကြိုက်ဘူးအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါမို့ဒါနကောင်းမှုလုပ်တဲ့အခါမှာဟောကြပြောကြသတိပေးကြတာစေရနာသုံးတန်ပြတ်သားဖို့လိုတယ်ပြီးတော့သာသမီမထွန်းကားဘူးဆိုတာလည်းပဲအပရစေရနာပြတ်ခဲ့လို့ပဲအဲ့တော့လူတွေရဲ့စိတ်ဓာတ်ဟာတခုကွက်သွားလို့ရှိရင်အဲ့ဒီကုသိုလ်ကြောင့်အကျိုးပေးတဲ့အခါမှာပြက်ကွက်မှုတွေလိဟာမှုတွေနဲ့ဖြစ်တတ်တယ်အဲ့ဒီတထေးကြီးရဲ့အကြောင်းကိုမြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကဒီဘဝကိုနှိုင်းရှင်ပြီးတော့ဟောပြောတာတပ္ပုရိသနဲ့အတ္တပုရိသလူတော်လူကောင်းနဲ့လူတော်လူကောင်းမဟုတ်သူတပ္ပုရိသဆိုတာသူတော်ကောင်းလူတော်လူကောင်းအတ္တပုရိသဆိုတာလူတော်လူကောင်းမဟုတ်ဘူးအတွေးအခေါ်လွဲချော်နေတဲ့ပုဂ္ဂိုလ်အတွေးအခေါ်မှန်ကန်တဲ့ပုဂ္ဂိုလ်လို့လူရဲ့စိတ်တွေသဘောထားမှန်ကန်သူနဲ့စိတ်တွေသဘောထားမမှန်ကန်သူတွေရဲ့ဘဝဟာအခုလိုဖြစ်တတ်တယ်ဆိုပြီးမြတ်စွာဘုရားဘာနဲ့ဥပမာပေးတော့ဆိုဒီလိုပဲတဲ့လောကမှာဒီအတွေးအခေါ်မာရွေးနေတဲ့ပုဂ္ဂိုလ်တွေဟာရှားရှိလာတဲ့ပစ္စည်းတွေကိုရှားပွေလို့စုဆောင်းလို့ရတာတဲ့ပစ္စည်းတွေကိုစနစ်တကျမသုံးသည့်အတွက်ကြောင့်ကိုယ်အတွက်လည်းအကျိုးမရှိသူများအတွက်လည်းအကျိုးမရှိဘလူးဆောင်တဲ့ရေကန်တွေကရေတွေဟာရေချိုရေအေးရေမွေးတွေဖြစ်တော်လဲပဲမသုံးတဲ့အခါမှာဒီရေတွေဟာအလဟတကုန်သွားတယ်ဘသူအတွက်မှသုံးမဖြစ်ဘူးအဲ့ဒါလိုပဲစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေရရှိပိုင်ဆိုင်တဲ့ပစ္စည်းဟာဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲအလဟတကုန်ခံတော်တာပဲဖြစ်တယ်အဲ့တော့ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့အခါမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းနဲ့မှန်ကန်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေပိုင်ဆိုင်တဲ့ပစ္စည်းကတစ်မျိုးအဲ့လိုမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိဘဲနဲ့ပိုင်ဆိုင်ခွင့်ရသွားတဲ့ပုဂ္ဂိုလ်ရဲ့အနေထားတစ်မျိုးဆိုတော့မြတ်စွာဘုရားခွဲခြားဟောတာနော်စီးပွားဥစ္စာဆိုတာတဲ့အတွေးခေါ်လွဲချော်နေတဲ့မှန်ကန်တဲ့အမြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူတို့ရထားတဲ့စီးပွားဥစ္စာတွေကိုကိုယ်အတွက်လည်းအသုံးမချဘူးမိဘတွေအတွက်လည်းအသုံးမချဘူးမိမိရဲ့မိသားစုအတွက်လည်းအသုံးမချဘူးကိုယ်အိမ်မှာအလုပ်လုပ်တဲ့လူတွေအတွက်လည်းအသုံးမချဘူးဆွေမျိုးသားချင်းတွေအတွက်လည်းအသုံးမချဘူးတဲ့ဒါနကောင်းမှုလည်းမပြုဘူးတဲ့ဘဝရဲ့တက်လန်းဖြစ်တဲ့အထက်တန်းကိုကြိုးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုမျိုးကိုလည်းဒါနကောင်းမှုလည်းမလုပ်ဘူးတဲ့ဒီပစ္စည်းတွေဟာသုံးလည်းမသုံးနော်သုံးလည်းမသုံးပဲနဲ့သိုံသိမ့်ထားပြီးတော့တည်တဲ့အခါမှာမိမ္မနာဖြစ်တော့ဒီပစ္စည်းတွေအတွက်ဘာအကျိုးမှမရလိုက်ဘူးရက်ခိုက်ဆောင်တဲ့ရေကန်တွေကရေဟာဘယ်သူမှမတော့ရပဲနဲ့ခန်းသွားတယ်လို့ပဲသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာဘယ်သူကမှအကျိုးမပြုပဲနဲ့နောက်ဆုံးဟာဒီလိုကုံဆုံးသွားရခြင်းဖြစ်တယ်။ဒါကြောင့်စီးပွားဥစ္စာနဲ့ပတ်သက်တဲ့အခါမှာစိတ်ကောင်းနှလုံးကောင်းရှိပြီးအမြင်မှန်တဲ့ပုဂ္ဂိုလ်တေကြတော့စီးပွားဥစ္စာမကန်တဲ့တရားမြတ်တဲ့စီးပွားဥစ္စာတွေကိုရှာကြတယ်။ရှာလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့
နံပါတ်1ကအတ္တနံဒုခေတိပိနေတိကိုချမ်းသာအောင်သုံးပြုတယ်ကိုချမ်းသာအောင်နေတယ်ကိုအတွက်သုံးတယ်ဒါလောက်ရမယ်စီဝါဥစ္စာရှာတယ်ဆိုတာကိုချမ်းသာအောင်နေဖို့နံပါတ်1နံပါတ်2ကမာတာပိတရောဒုခေတိပိနေတိမိဘတွေချမ်းသာအောင်ထားဒီပစ္စည်းကိုသုံးချပြီးမိဘတွေကိုထောက်ပံ့တယ်ကျွေးမွေးတယ်နံပါတ်3ကပုဒ္ဒဒါရပောရိတေပုဒ္ဒဒါရပောရိတေပုဒ္ဒဒါရေဒုခေတိပိနေတိကိုယ့်ရဲ့အတွင်းလူလို့ခေါ်တဲ့မိသားစုသားသမီးတွေကိုချမ်းသာအောင်ထားနံပါတ်4ကဒါတကရကမ္မပောရိတေကိုယ့်အိမ်မှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုချမ်းသာအောင်ထားမိပြီးတော့သူ့ကိုမိပြီးတော့တမွေးကြပစ္စည်းချမ်းသာရှိတဲ့ပုဂ္ဂိုလ်မိပြီးတော့တမွေးရနံပါတ်5ကနံပါတ်6ကကုသိုလ်ကောင်းမှုလုပ်တယ်နော်ကိုချမ်းသာအောင်နေတယ်ကိုမိဘကိုကျွေးမွေးတယ်ကိုမိသားစုကျွေးမွေးတယ်နောက်အလုံးသမားတွေကျွေးမွေးတယ်မိတ္တမစ္စည်းဆွေတွေမျိုးတွေနံပါတ်5ဆွေတွေမျိုးတွေမိတ်ဆွေသင်္ကားတွေကိုကူညီတယ်ထောက်ပံ့တယ်နံပါတ်6ကဒါနကောင်းမှုပြုတယ်အဲ့ဒီနီးနဲ့ပစ္စည်းဥစ္စာကိုသုံးချခြင်းမှန်ကန်တဲ့အသုံးချခြင်းဖြစ်တယ်အဲ့လိုမှန်ကန်ကန်အသုံးချထားတဲ့ပုဂ္ဂိုလ်တရားဟာပစ္စည်းဥစ္စာကုန်လည်းပဲကောင်းသောနည်းဖြင့်ကုန်ခြင်းအသုံးပြုလို့ကုန်ခြင်းသာဖြစ်တယ်ဥပမာဘာနဲ့တူလဲလို့ဆိုလို့ရှိရင်လူတွေကသုံးဝင်ရှိတဲ့ရှေးကြီးရေအေးအနံ့ကောင်းတဲ့ရေလေးတွေဟာလူတွေကခတ်ယူကြပြီးတော့ချိုးကြတယ်တောက်ကြတယ်သုံးဆွဲကြတယ်အဲ့ဒီလိုချိုးယူသုံးဆွဲပြီးလို့သုံးဆွဲကြလို့ဒီရေကနေကရေတွေကုန်သွားခြင်းဟာကောင်းသောကုန်ခြင်းလူတွေကိုအကျိုးပြုသွားတဲ့ကုန်ခြင်းပဲကိုယ်မှရှိတဲ့ပစ္စည်းကိုလည်းပဲအဲ့ဒီနီးမျိုး6မျိုးနဲ့ကုန်သွားလို့ရှိရင်တန်ဖိုးရှိတဲ့ကုန်ဒီကအမြတ်ပြန်ရတဲ့ကုန်ဒီကဖြစ်တယ်လို့မြတ်စွာဘုရားကလာပြီးတော့လျှောက်ထားတဲ့ကောသရမင်းကြီးကိုဒီတုတ်ကိုခေါ်လိုက်တာဒါမြတ်စွာဘုရားကချီးမွမ်းတဲ့ကိုရထားတဲ့ပစ္စည်းဥစ္စာကိုပစ္စည်းဥစ္စာရှားပွေခြင်းနဲ့အသုံးပြုခြင်းဆိုတာဒါကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်အဲ့တော့ဒီကုန်းချုပ်အနေနဲ့မြတ်စွာဘုရားပါဟောအမနုဿဌာနေဥဒကံဝတိတံတဒပိယမနံပရိသောတာပိတိဧဝံတနံကပုရိသောလဘိတဝနေဝတ္တနံဘုံစတိနောတရာတိဒီအတွေ့အခေါ်မမှန်စိတ်ကောင်းနှလုံးမရှိတဲ့ပုဂ္ဂိုလ်ရထားတဲ့ပစ္စည်းဥစ္စာဟာတဲ့ဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲတဲ့မသုံးရပဲနဲ့အလဟတဖြစ်သွားတဲ့အရှိတွေနဲ့အလားတရံတူတယ်တဲ့နော်နေဝတ္တနာဘုံစတိနောတရာတိကိုယ်လည်းမသုံးဘူးလှူလည်းမလှူဘူးဆိုကိုယ်အတွက်လည်းအသုံးမကျဘူးသူများအတွက်လည်းသုံးကြဘူးအဲ့တော့ဘဝမှာအဲ့လိုမဖြစ်စေရဘူးလို့ပြောတာနော်ဘဝမှာမကန်တဲ့ဒီနဲ့သုံးတာဒီရောစဝိညုအဋ္ဌကမ္မဘောကေအသိဉာဏ်ရှိပြီးလိမ္မာပဏတ်တဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ပစ္စည်းဥစ္စာတွေကိုရအောင်ရှာတယ်တရားသဖြင့်ရအောင်ရှာတယ်ရှာလာတဲ့ပစ္စည်းတွေကိုသောဘုံစတိကိစ္စကရောစာဟောတိသူဟာထိုပစ္စည်းတွေကိုသုံးဆွဲချမ်းသာအောင်နေတယ်အရာရာမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုဟောဒီပစ္စည်းတွေအသုံးချပြီးတော့လှုပ်တယ်တဲ့သောညာတိတံကံပရိတဝါအဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ဆွေတွေမျိုးတွေကိုခရုတဆိုင်ကျွေးမွေးထောက်ပံ့တယ်အတိုင်းဝိုင်းတွေကိုလည်းသူကထောက်ပံ့တယ်ကိုကြီးတယ်ဒီနေ့ခေတ်မြန်မာနိုင်ငံမှာပစ္စည်းဥစ္စာချမ်းသာပြီးတော့နော်အများအတွက်လှူကြတယ်တန်းကြတယ်မိမိတို့ကိုယ်ပဲတဲ့ဘာသာတရားအတွက်လှူကြတယ်တန်းကြတယ်
မြန်မာလူမျိုးတွေကတော့ဟောဒီမြတ်စွာဘုရားရဲ့တရားကိုနာရလို့ပဲဖြစ်မယ်အဆုံးအမကိုရကြလို့ပဲဖြစ်မယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့အလဟတဖြုံတီးကြတာသိပြီးတော့မရှိဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းပဲလူကြတယ်တန်ကြတယ်သူတို့ကိုယ်တိုင်သုံးဆွဲကြတယ်ချမ်းသာအောင်နေကြတယ်ဆိုတာဒါဘုရားဆုံးမထားတဲ့အတိုင်းပဲเนาะသောညာတိတံကံနိတဘောပရိတဝါအနေတိတောတက္ကမုပ္ပိတိဒါဖြင့်အဲ့လိုနေထိုင်သွားတဲ့အကျိုးရလကဘာတော့ဆိုရင်အနေတိတောဒီဘဝမှာအကဲ့ရဲ့လွတ်တယ်ဘယ်သူမှကဲ့ရအောင်မရှိဘူးပစ္စည်းဥစ္စာလည်းရတယ်ရတာတွေကိုကိုယ်တိုင်နဲ့သုံးတယ်သူများကိုလည်းလှူတယ်ထောက်ပံ့တယ်ဆိုအဲ့လိုလွတ်သွားတဲ့ပုဂ္ဂိုလ်ဟာကဲ့ရဲ့လွတ်ပြီးတော့ကောင်းရသူဒီဘုံကိုရောက်နိုင်တယ်လူပြည်နတ်ပြည်ကိုရောက်ရတယ်သက်ခဆိုတာသက်ခဆိုတဲ့ဘုံဘဝဟာစဉ်းစားကြည့်မျက်စိကမြင်ရတာတွေလည်းအကောင်းကြီးပဲမြင်ရတယ်နားကကြားရတဲ့အတန်ကလည်းနှစ်သက်စရာကြီးပဲကြားနှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းမွေးကြိုင်တာတွေလျှာကထိတွေ့အရသာခံရတာလည်းအရသာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့တွေဟာလည်းပဲချမ်းသာတဲ့အရာတွေကြီးပဲစိတ်ကူးကြံစည်လို့စိတ်ထဲမှာပေါ်လာတဲ့အရာတွေကလည်းစိတ်နှလုံးအေးချမ်းမွေတွေဖြစ်တယ်အဲ့ဒါရူပါတိဟိသူအခောသက်ခောလို့ဆိုတဲ့အတိုင်းနော်ကောင်းပြီဆိုတာတွေနဲ့တွေ့ရတယ်ကောင်းပြီဆိုတာတွေကြားရတယ်အဲ့တော့ဆိုလိုတာကနတ်ပြည်နတ်ချမ်းသာရလူပြည်မှာကြတော့ကြည့်လိုက်မျက်စိကကြိုက်တာလည်းမြင်ရတယ်မကြိုက်တာလည်းမြင်ရမယ်အတန်လည်းကိုကြိုက်တဲ့အတန်လည်းကြားမကြိုက်တဲ့အတန်လည်းကြားအနံ့ကလည်းကိုမကြိုက်တဲ့အနံ့ကြိုက်တဲ့အနံ့လျှာလည်းကိုကြိုက်တဲ့အရာသာမကြိုက်တဲ့အရာခတိတွေ့ရလည်းထို့တူပဲကိုကြိုက်တာမကြိုက်တာစိတ်ကူးကြံစီရတာလည်းကြိုက်တာရောမကြိုက်တာရောနှစ်မျိုးစလုံးကြုံရတယ်နတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးအကြိုက်အချီပဲအကုန်လုံးအေးငရဲကိုလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အာလုံးမြင်သမျှမြင်ကွင်းဟာတည်းကြောက်မဲ့ဖွဲ့ရသွေးရဲတန်ရဲနဲ့စိတ်နှလုံးထိတ်လန့်စေရငရဲကြတော့လေအဆိုးကြီးပဲတွေ့မယ်အတန်ကလည်းပဲကြသိမ်းထားစရာအတန်တွေပဲကြားမယ်အနံ့ကလည်းပဲအမတမဆူရှာပြင်းထန်မခံနိုင်တဲ့အနံ့မျိုးလျှာထဲမှာပေါ်လာတဲ့အရာသာကလည်းမခံနိုင်တော့တဲ့ပြင်းထန်တဲ့အရာသာခန္ဓာကိုယ်ထိတွေ့တာလည်းအလိုလေးမလေးအော်နေရမယ်အထိတွေ့စိတ်ကူးကြံစည်ရင်လည်းအသေးတုံများကြောက်လန့်စရာတွေပဲဒါငရဲဘုံအဲ့တော့ငရဲပြည်လူပြည်နတ်ပြည်ဆိုတာဒီလိုကွာခြားတယ်လို့သဖတ်တာရဲ့ဒီကသုတ်တံဆိုမြတ်စွာဘုရားအဲ့ဒါဟောတယ်နော်ယန္တုမင်းတို့တွေကံကောင်းကြတယ်တဲ့လောကမှာသဖတ်တာရဲ့ဒီကငရဲဆိုတာလူတွေရဲ့ထိတွေ့မှုနဲ့ပတ်သက်လာလို့ရှိရင်အကောင်းတစ်ခုမှမရှိတဲ့ငရဲဒါငရဲကိုမှန်သမျှအတိုင်းကြီးပဲနော်အကောင်းတစ်ခုမှမရှိတဲ့ငရဲဘာလို့မျက်စိကမြင်တာလဲကြောက်လန့်စရာနားကြားတဲ့ဟာလဲမခံနိုင်စရာနှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းမခံနိုင်စရာလျှာကလဲရတဲ့ရတာလဲခန္ဓာကိုယ်ထိတွေ့စိတ်ကူးချမ်းစီရတာတဲထိတ်ရင်ဘူးကြောက်စရာတွေကြီးပဲအဲ့ဒီလိုငရဲဘဝမှာမင်းတို့မရောက်တာကံကောင်းတယ်အဲ့ဒါကြောင့်မမေးမလျော့ကြိုးစားအထောက်ကြလို့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းပြပြီးတော့ဟောပြောတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းမြတ်တဲ့ဘဝလေးတစ်ခုရလာတဲ့အခါမှာဒီအခြေအနေကောင်းနေတာလေးကိုဆက်ပြီးတော့အခြေအနေကောင်းအောင်ကုသနာမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလုပ်အောင်မှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဩဝါဒပေးတော့ဆိုကောသရမင်းကြီးကိုဟောလိုက်တဲ့တရားအနေပြီးဆက်ပြီးတော့မြတ်စွာဘုရားဟောတာလေးကိုကြည့်အတ္တနိစေပိယံစဉ္ညာနနံပပေနတန်ရုစီကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်
မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နနံပပေနဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ်ရင်ထဲမှာမဟုတ်တဲ့အတွေးတွေကြောက်လာစေနဲ့တွန်းလှန်ဖယ်ရှားပြေလို့သူပြောတာနော်လက်မခံနဲ့မဟုတ်တဲ့အတွေးဆိုတွန်းလှန်ကောင်းတဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေးတွေကိုတွေးပေးပါဘာတွေတွေးရမလဲကိုယ်ရေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရင်လားငါတဏ္ဍမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်ငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလားကိုယ်ကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်ရှင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်ရှင်နဲ့မှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေတယ်ရှင်နဲ့မှာတတိတွေဖြစ်နေတယ်ရှင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝီရိယတွေဖြစ်နေတယ်ရှင်ထဲမှာစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုပေါ်မှာတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေတယ်တတ္တဝီရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍမှာမဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်သုတ္တနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းတယ်ဆိုတာမကြတတိယကိုပြောတာကိုစောင့်တဲ့သီလလေးတွေမယ်မကြတတိယမကြတတိယနေခြင်းအပြင်ကုသိုလ်ဆိုတာစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလဟာထပ်ဆောင်မလို့အကျိုးတက်လာတာအကျိုးဖြစ်လာတာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယရင်နှစ်ခါကုသိုလ်စိတ်ဖြစ်တယ်အဲ့တော့ယင်းနဲ့နှလုံးထဲမှာတတ္ထာပရိဘာဝိတစိတ်သီလပရိဘာဝိတစိတ်သုတ္တပရိဘာဝိတနာထားတဲ့တရားတွေမကြတရားနာစဉ်းစားသုတ္တပရိဘာဝိတစိတ်စာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုယင်းနဲ့နှလုံးထဲမှာမကြကြတာသတိထားအေးဆင်ញင်တုံတရားလှုပ်တင်တာနဲ့မလှုပ်တင်တာအနည်းဆုံးကကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအနည်းဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရဲ့နဲ့ဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသလမှာမဖြစ်ဘူးကုသိုလ်တရားကိုတတိယနေခြင်းအပြင်ကုသိုလ်တရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရဲ့နေမှာဖြစ်တော့ဘူးအဲ့ဒီလိုအဆိုးတရားတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားအတ္တနေစီပိယံစင်ညာကိုမျက်နှိုးတဲ့တန်မိုးထားတယ်ဆိုရင်နနံပပေနတန်ရုစီကိုယ့်ရဲ့နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေမဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးနော်မကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွေ့နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုတဲ့ကိုယ့်ရဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတတ္တမကရိယကလျာဏနိစ္စယတံပရာယိကပုညာနိပရလောကသမေပဋိဋ္ဌာဟောတိပါဏိနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါတဲ့ကိုယ်တိုင်းတာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာလူကြီးနေရာမှာကြီးလည်းပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစဉ်ဆက်လိုက်ပြီးတော့ကြည့်လိုက်မယ်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ចောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ့လေဆောင်ဥဆက်ပြီးတော့လှူတယ်များအတွက်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓတရဏံကိသမိဓမ္မတရဏမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မာတယ်
အဲ့ဒီတဲ့မြင်မခြင်းဘာလို့တော့ငါးပါးသီလကိုမကြိုးမပေါမပြောင်းမကြားရအောင်တံပိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့မှဘလောက်ထိအောင်လျှော့စေးပေးထားတော့ဆိုနန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏခါလေးသွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ်စက္ကန့်လေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းတာလေးပဲဖြစ်စီတရားအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုအများပေါ်မှာမုန်းတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်မှပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံသီလတဲ့ပုံမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုဣစ္ဆရာသင်္ကတမတ္တပိအနိစ္စပညာဘာဝေတိလက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါလောက်တတိယပြီးတော့ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်တနေ့ကျတော့ငါတို့ဒါလေးထားခဲ့ရအောင်တနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကလည်းပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှာတော့ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တုံတရားနဲ့မကြဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တာအမှန်အကန်ကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘယ်လိုအကျိုးရအောင်ဆိုတွေ့တာမှုတွေညော့သွားတာဒါမှန်မယ်တွေ့တာမှုတွေညော့သွားကိုယ့်ကိုထာဝရဖြစ်နေတဲ့အတွေးဟာညော့သွားတယ်ဩငါတို့ကတခဏပါလားတခဏဆိုတာငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသိလေးဝင်လာတယ်အဲ့ဒီအသိကတန်ဖိုးရှိတာပြောတာနော်တွေ့တာမှုတွေကိုလျှော့ချနိုင်တယ်အသိနဲ့မှတွေ့တာမှုကိုလျှော့ချတွေ့တာမှုလျှော့ချနိုင်မှရှင်ထဲကတောကဆိုတာလျှော့ချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူးကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုယ်ပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါလို့ဒီနည်းဒီဆေးရလွယ်လို့တခြားနည်းမရှိဘူးလို့မြတ်စွာဘုရားဟောတာနော်အေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာရှားဝေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားဝေတဲ့အခါမှာလည်းတရားမြတ်တာမှုနဲ့ရှားဝေရအသုံးပြုတဲ့အခါမှာလည်းပဲတန်ဖိုးရှိတဲ့အသုံးပြုလို့သုံးပြုအောင်မှာဖြစ်တယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းတို့တွေလုပ်အောင်မှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနိုင်ထားကြဖို့ပါတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှားဝေခြင်းနဲ့သုံးစွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှားဝေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမှန်ကန်တဲ့အသိဉာဏ်တွေရအောင်
ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြီးမားသောလုံးဝဝိရိယဖြင့်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း